ကိုဖြစ်ချင်တာကိုဖြစ်ပေးတဲ့လူကိုချစ်တာပဲဒါရှင်းရှင်းလေးကိုအလိုကြရင်ချစ်တာပဲကိုအလိုမကြဘူးဆိုရင်မုန်းတာပဲငကိုယ်တုံးကတိတ်ချစ်ပါတယ်ဆိုတဲ့လူတွေကိုတောင်းမှကိုအလိုမကြတော့ဘူးဆိုရင်မုန်းသွားတာပဲဟုတ်ရဲ့လားဒါလူတွေကိုအသာထားပါအောင်ကဲသက်မဲ့ကိုပဲဦးသိနားလည်အောင်ပြောပါအောင်ပဲအိမ်မှာ TV တစ်လုံးရှိတယ်ကြည့်ကောင်းတော့ကတော့ကိုယ့်ရဲ့အလိုဆန္ဒလေးဖြစ်နေဆိုတပည့်ကလေးနဲ့ပုတ်တက်ပြီးတော့တော်တော်ကောင်းတာပဲ TV လေးပေါ်မှာမဖြစ်တော့ချစ်တယ်ကြားလာတော့ပြက်လာပြီဆိုတော့မဖြစ်လာတော့တခါလေကင်တောင်ဆောင်းပလိုက်ခြင်းတယ်ကိုဖြစ်ချင်တာလေသူကဖြစ်မပေးတော့ဘူးလေဟုတ်ရဲ့လားဒါ TV တစ်လုံးရဲ့အပေါ်မှာဆက်ဆံပုံကလေးပေါ့နော်လူသားချင်းချင်းဆိုတော့ပို့ချိုးတာပေါ့ကိုအလိုဆန္ဒပြည့်အောင်လုပ်ပေးသေးသမျှကလပ်ပါလုံးကိုအလိုဆန္ဒနဲ့ညီနေသေးသမျှကလပ်ပါလုံးချစ်တယ်တဖွာဖွာတောင်ပြောတယ်နော်